ညီနိုင်ရေးဆိုတာရုံခန်းထဲကစကားပြောခွဲကြီးတွေလိုပဲလုံးထင်နေလားတကယ်တော့အလိုမဟုတ်ဘူးမနှက်စာပါစားမလဲဆုံးဖြတ်တာကနေစားပြီးညဘက်ရုပ်ရှင်ပါကြည့်မလဲရွေးချယ်တဲ့အချီဒါကလေကျွန်တော်တို့အားလုံးနေတိုင်းလိုလုံနေတာတဲ့ကိစ္စတစ်ခုပါကဲ Tim Caster ညလက်ညွန့်ချက်တွေနဲ့အတူဒီနုတညာကိုဘယ်လိုကျွမ်းကျင်အောင်လုပ်မလဲဆိုတာလေ့လာကြည့်ကြရအောင် ညီနိုင်ရေးဆိုတာ CEO တွေနဲ့နိုင်ငံကောင်းဆောင်တွေအတွက်ပဲလားအဲ့ဒီလိုထင်နေတယ်ဆိုရင်တော့လုံးဝမှားသွားမယ်တကယ်တမ်းကျတော့ဒါကလေလူတိုင်းနဲ့ဆိုင်တယ်ဘလို့ဆိုင်လဲဆိုတာချိလိုက်ရအောင် စဉ်းစားကြည့်လေကားတစ်တစီဈေးစစ်တာနဲ့တငယ်ချင်းတွေနဲ့ငှစာပဲမှာစားမလဲအကျိနဲ့ငင်းကြခုံကြတာအထိအားလုံးဟာညှိနှိုင်းမှုတွေချီပဲ ကဲညီနိုင်မှုတစ်ခုကလူတစ်ယောက်ရဲ့ဘဝကိုဘလောက်တောင်ပြောင်းလဲသွားစေနိုင်တယ်တိလားစာရေးသူ Tim Caster ကိုတိုင်ကြုံခဲ့ရတဲ့တကယ်ကိုမယုံနိုင်စရာဇာတ်လမ်းလေးတစ်ပုဒ်နဲ့အရင်ဆုံးဆက်လိုက်ချင်ပါတယ် စဉ်းစားကြည့်အသက်20ကျောင်းသားလေးတယောက် Goldsmith College လို့ကျောင်းမျိုးကိုဖျောင်းချင်တယ်ဒါပေမဲ့အခက်အခဲတွေကကြောင်လို့ပုံနေတာရှောက်လာတင်ချင်းကလည်းကုန်ပြီးလူလည်းပြည့်နေပြီဒါပေမဲ့သူကတရားမဝင်လမ်းကြောင်းတွေတော့မလိုက်ပဲလူသားချင်းချင်းရဲ့စစ်ဆိုင်ရေးနဲ့စိတ်သက်ကြံခိုင်မှုကိုအသုံးပြုပြီးမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာကိုဖြစ်အောင်လုပ်ပြခဲ့တယ်အဲ့တော့သူဘလို့လုပ်ခဲ့လဲဒါကကံကောင်းလို့ခေသွားတာလားလုံးဝမဟုတ်ဘူးဒါကအစွမ်းထက်တဲ့ညီနိုင်ရဲ့အခြေခံမန်တိုင်ကျူးသုံးမှုကိုကျွမ်းကျင်စွာအသုံးချသွားတာကဲအဲ့ဒီမန်တိုင်တွေကဘာတွေလဲဆိုတာတစ်ခုချင်းစီကြည့်လိုက်ကြအောင်ပထမဆုံးနဲ့အရေးကြီးဆုံးမန်တိုင်တစ်ခုပေါ့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုပဲတကယ်တိုက်ပွဲကစကားဝိုင်းမှာမစဘူးအဲ့ဒီမတိုင်ခင်ကိုခေါင်းထဲမှာရင်စား ပထမဆုံးကိုပိုတေးသေးချာချာမေးရမယ်ငါတကယ်ရောပါလို့ချင်တာလဲဆိုတာပေါ့ကိုယူမင်းချက်ကဝါသားသားဖြစ်နေရင်တခြားတစ်ဘက်ကခေါ်တဲ့နောက်ပါသွားဖို့ပဲရှိတယ်ပါလို့ချင်လဲဘလောက်အထိအလျော့ပေးနိုင်မလဲဘာကအရေးကြီးဆုံးလဲအကုန်လုံးရှင်းရှင်းလင်းလင်းသိထားမယ် ဒါတော်အစွမ်းထက်တဲ့အချက်ပဲကိုလူချင်းတာတစ်ခုတည်းကိုပဲအာယုံဆိုင်မနေပဲတစ်ဖက်လူရဲ့နေရာကနေဝင်ကြည့်လိုက်ပါသူတို့ကလို့ဘာလို့ချင်းနေတာလဲသူတို့မှာဘယ်လိုအခက်အခဲတွေရှိနေလဲသူတို့ရဲ့လိုအပ်ချက်ကိုနားလည်သွားပြီဆိုတာနဲ့နှုတ်နှခက်အစင်ဖေမဲ့ဖြစ်ရှင်နည်းတွေကအလိုလိုထွက်လာလိမ့်မယ် ကဲစိတ်ပိုင်းဆိုင်ရာတော့ပြင်ဆင်ပြီးပြီအခုတကယ်စကားဝိုင်းထဲမှာအချင်းတွေကိုဘလို့ကျွမ်းကျင်ကျင်တိုင်တွယ်မလဲဆိုတဲ့ဒုတိယမန်တိုင်ကိုစက်ကြည့်ရအောင် integrative framing ဆိုတာကတကယ်တော့ရိုးရိုးလေးပဲတစ်ဖက်လူပြောတာကိုဘလို့နားလဲကြောင်ပြန်ပြောပြတာဥပမာဒီတော့ခင်ဗျာစိုးရိမ်နေတာကဒီအချက်ကိုဆိုပြီးပြန်ပြောလိုက်တာမျိုးပေါ့အဲ့လိုလုပ်လိုက်တာနဲ့သူ့ဘက်ကကိုယုံကြည်မှုစပြီးတိဆောက်တော့တာပဲနောက်တစ်နည်းကတော့တိတ်ဆိတ်မှုကိုအသုံးချတာဟုတ်တယ်တောင်းဆိုမှုတစ်ခုခုလုပ်ပြီးသွားရင်ပေါင်းမှဆက်မပြောဘဲငြိမ်နေလိုက်ပါလူတွေကတိတ်ဆိတ်နေတာကိုမခံနိုင်ဘူးအဲ့ဒီတိတ်ဆိတ်မှုကိုဖြည့်ချင်းစောနဲ့မလိုအပ်တာတွေရှောက်ပြောရင်းကိုယ့်ရက်တီချက်ကိုအားနည်းသွားစေတတ်တယ်။ လီယိုနာဒိုဒါဗင်ချီကိုယ်တိုင်ကတော့ပြောခဲ့ဘူးတယ်လေ။တိတ်ဆိတ်ခြင်းကဩဇာအာဏာကိုခိုင်မာစေတယ်တဲ့။ဒါကိုယုံကြည်မှုရှိကြောင်းအခြေအနေကိုထိန်းချုပ်နိုင်ကြောင်းပြတာရရောက်တယ် ကဲနောက်ဆုံးနဲ့အစွမ်းထက်ဆုံးမန်တိုင်ကိုရောက်လာပြီ။ဒါကနီးပြူဟာထဲကိုပိုးလေ။ mindset ပြောင်းပြရမှာ။ညီနိုင်မှုကိုတိုက်ပွဲတစ်ခုလုံးမမြင်တော့ဘဲပိုးပေါင်းဖန်တီးမှုတစ်ခုဖြစ်ရှုမြင်ဖို့ပဲ။ဘယ်လိုလုပ်မလဲဆိုတော့ ညှိနှိုင်းမှုကိုကိတ်မုတ်တစ်လုံးနဲ့ဥပမာပေးကြည့်အောင်လူအများစုက fixed point လို့ခေါ်တဲ့ကိတ်မုတ်အဒီတစ်ခုကိုဘယ်သူအပိုင်းပိုးကြည့်ရမလဲလူနေကြတာဒါကရှုံးနိုင်ပွဲပဲဒါပေမဲ့တကယ်တော့တဲ့ညှိနှိုင်းရေးသမားတွေကတော့ bigger point ဆိုတဲ့အတွေးခေါ်နဲ့သွားတယ်ကိတ်မုတ်ကိုဘယ်လိုပိုးကြည့်အောင်လုပ်ပြီးနှစ်အောင်စလုံးအများကြီးအောင်လုပ်မလဲဆိုတာကိုအတူတူစဉ်းစားကြတယ်ဒါကမှနိုင်ပွဲဆိုလိုတာဒါရိုးရိုးအယောင်အဝယ်တစ်ခုလုပ်တာထက်အဆင့်ကျော်သွားပြီအခြေအနေတစ်ခုလုံးကိုပြောင်းလဲပြစ်လိုက်တာပြိုင်ဆိုင်မှုကနေပိုပေါင်းဆောင်ရွက်မှုဘက်ကိုရောက်သွားတဲ့အခါအရင်ကဘယ်သူမှမမြင်ခဲ့တဲ့အခွင့်အလမ်းအသစ်တွေတန်ဖိုးသစ်တွေပေါ်ထွက်လာနိုင်တယ် ဘန်နာဆိုတာကတော့မဖြစ်မနေတီးထားရမယ်ဒါကဘာလဲဆိုတော့ဒီညီနိုင်မှုအအစင်မပြေခဲ့ရင်ငါမှဘာအကောင်းဆုံး plan B ရှိလဲဆိုတဲ့အဖြေပဲဒါကကိုယ့်ရဲ့အောင်ဆုံးစီးမဟုတ်ဘူးနော်ကိုယ့်ရဲ့အကောင်းဆုံးအခြားရွေးချယ်စရာခိုင်မာတဲ့ plan B ဒါရှိနေလေစားဝဲဝိုင်းငယ်နဲ့ထပ်ထတော့ဖို့ဘယ်တော့မှကြောက်နေမှာမဟုတ်တော့ဘူးဒါကအကြီးမားဆုံးစွမ်းအားပဲကဲအခုပြောခဲ့တာတွေအားလုံးကိုပြန်ချုပ်ရရင်အဓိကအချက်၃ချက်ကိုပဲတည်တည်ချာချာမှတ်ထားလိုက်ပါနံပါတ်1စိတ်ကိုပြင်ဆင်ပါကိုပါလို့ချင်းလဲသူပါလို့ချင်းလဲတည်တည်ချာချာသိအောင်လုပ်ပါနံပါတ်2အခြေအနေကိုထိန်းချုပ်ပါတက်တက်ကြွကြွနားထောင်သိစိတ်မှုကိုလက်နက်တစ်ခုလို့သုံးပါပြီးတော့နံပါတ်3အောင်မြင်မှုကိုဖန်တီးပါကိတ်မှုကိုခွဲမနေနဲ့ပိုကြီးအောင်လုပ်ပြီးကိုယ့်ရဲ့ plan B ကိုအမြဲအသင့်ပြင်ထားပါ ဒါကြောင့်မို့နောက်တစ်ခါညီနိုင်မှုတစ်ခုခုလုပ်ရတော့မယ်ဆိုရင်ကိုအရင်မေးကြည့်လိုက်ပါငါကရှိပြီးသားကိတ်မုံလေးကိုလူပြီးခွဲဝေယူမလားဒါမှမဟုတ်အားလုံးတို့ပိုကြီးတဲ့ကိတ်မုံချအောင်ဖန်တီးမလားအဖြေကတော့
ကိုယ့်လက်ထဲမှာပဲရှိနေပါတယ်